ဒီဇလန်ကဒိမတ်နိုင်ငံမှာဘိုက်ကင်းတွေစတင်နေထိုင်တဲ့ခေတ်ကနေစတာပါတောင်တန်းတစ်ခုရဲ့အထွတ်မှာဘီလူးကြီးတစ်ကောင်ကသူ့ရဲ့သားငယ်လေးဖြစ်တဲ့ဘီလူးပေါက်စလေးနဲ့ပျော်ရွှင်စွာဆော့ကစားနေပါတယ်အဲ့ဒီအချိန်မှာပဲဒိမတ်မျိုးနွယ်စုရဲ့ခေါင်းဆောင်ကလူတွေနဲ့အတူမြင်းတွေစီးပြီးရောက်လာပါတယ်သူတို့ကဘီလူးကြီးစီမရောက်ခင်မှာပဲကြိုတင်ပြီးတက်ပစ်ဖို့ကြံစည်နေတာပါဘီလူးကြီးကသူတို့ကိုအဝေးကနေမြင်လိုက်တဲ့အခါသူ့သားလေးကိုကာကွယ်ဖို့အတွက်အမြန်ဆုံးပွေ့ချပြီးတောင်ရဲ့တစ်ဖက်ချမ်းကိုပြေးသွားပါတယ်ဒါပေမဲ့ခေါင်းဆောင်တဲ့သူ့လူတွေကဘီလူးကြီးကိုဝိုင်းမိသွားပါတယ်ဘီလူးကြီးကသူ့သားလေးကိုတောင်ဆောင်တစ်ခုမှာကွက်ထားခဲ့ပြီးလူတွေကိုပြန်လှည့်သွားစေချင်တဲ့ရည်ရွယ်ချက်နဲ့ခြောက်လှမ်းမှုကြိုးစားပါတယ်ဒါပေမဲ့လူတွေကမပြန်ကြပါဘူးသူတို့ကလေးတွေလှန်တွေမိတုပ်တွေနဲ့တိုက်ခိုက်ကြပါတယ်ဘီလူးကြီးကဟန်ချက်ပြက်ပြီးတောင်ပေါ်ကနေပြုတ်ကျကချက်ချင်းတိတ်ဆုံးသွားခဲ့ပါတယ်သူ့ကိုဝက်ထားတဲ့နေရာကနေဘီလူးပေါက်စလေးကအားလုံးကိုငြိမ်သက်စွာနဲ့ကြည့်နေပါတယ်ခေါင်းဆောင်ကတောင်ဆုံးကိုရှောက်လာပြီးမျက်နှာဖုံးကိုချွတ်လိုက်ပါတယ်အောက်ကိုငုံကြည့်တဲ့အခါဘီလူးပေါက်စလေးကိုတွေ့သွားပါတယ်ခေါင်းဆောင်ကကလေးကိုပါတက်ပစ်ဖို့ခဏစဉ်းစားပေမဲ့ကလေးလေးပဲရှိသေးတာမို့အသက်ရှင်ရထားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့လူတွေကိုဘာမှမပြောဘဲနဲ့ပြန်လှည့်ပြီးမြင်းစည်းထွက်သွားပါတယ်ဘလူးပေါက်စလေးလည်းတောင်ပေါ်ကနေဆင်းလာခဲ့ပါတယ်ပင်လယ်နားမှာသူ့ဖခင်ရဲ့အသက်မဲ့နေတဲ့ရုပ်လောင်းကိုတွေ့သွားပါတယ်ကြီးကန်းတွေနဲ့လင်းနာရီစီကနေအလောင်းကိုဆွဲထုတ်ဖို့ကြိုးစားပေမဲ့သူ့အတွက်ကအလွန်လေးလုံးနေပါတယ်နောက်ဆုံးမှာတော့သူကဓာတ်တလက်ကိုယူပြီးဖခင်ရဲ့အလောင်းကိုအပိုင်းပိုင်းဖြတ်ကဂူတစ်ခုလေးကိုတည်သွားပါတယ်အဲ့ဒီမှာပဲအလောင်းကိုဝက်ပြီးဂူထဲမှာတယောက်တည်းစတင်နေထိုင်ပါတော့တယ်နှစ်တွေအကြာကြီးကုန်လွန်သွားပြီးဘီလူးလေးလည်းအရွယ်ရောက်လာပါတယ်ဒါပေမဲ့နေတိုင်းလိုသူ့ဖခင်ရဲ့ဖြတ်ထားတဲ့ခေါင်းကိုကြည့်ပြီးဝမ်းနည်းစွာနဲ့ငိုကြွေးနေတတ်ပါတယ်အဲ့ဒီအချိန်မှာပဲဒိမတ်ကဘိုက်ကင်းမျိုးနယ်စုမှာဖုန်ကြီးတစ်ပါးကအရက်ဆိုင်တစ်ဖွင့်ပွဲအတွက်ဘာသာရေးအခမ်းအနားလုပ်နေပါတယ်သူကအရက်ဆိုင်ဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီလို့ခေါင်းဆောင်ကိုကြေညာလိုက်ပါတယ်တစ်ဖက်မှာတော့သူ့ဖခင်အတွက်လက်စားချေဖို့နှစ်ပေါင်းများစွာစောင့်နေခဲ့တဲ့ဘီလူးကဂူထဲကနေနောက်ဆုံးမှထွက်လာခဲ့ပါပြီအဲ့ဒီညနေမှာဘိုက်ကင်းစစ်တီတချို့အရက်ဆိုင်ထဲမှာပျော်ပါနေကြချိန်ဘီလူးရောက်လာပါတယ်အပြင်ကအဆောင်ကိုတိုက်ခိုက်ပြီးခေါင်းကိုရိုက်ချလိုက်ကအရက်ဆိုင်ထဲကိုဝင်သွားပါတယ်အတွင်းထဲမှာရှိတဲ့ဘိုက်ကင်းတွေကိုရက်ဆက်စွာနဲ့အကုန်တက်ဖြတ်လိုက်ပါတယ်နောက်တနေ့မနက်မှာခေါင်းဆောင်ကသူ့လူတွေနဲ့အတူအရက်ဆိုင်ကိုရောက်လာပါတယ်မြင်ကွင်းကသူ့ကိုအံ့အားသင့်သွားစေပါတယ်ညကအရက်တောက်ပြီးကြံခဲ့တဲ့ဘိုက်ကင်းစစ်တီတွေရဲ့အလောင်းတွေကနေရာအနှံ့ပြန့်ကျဲနေပါတယ်သူတို့အားလုံးရက်ဆက်စွာအသက်ခံထားရတာပါခေါင်းဆောင်ကစစ်တူကြီးကိုမေးလိုက်ပါတယ်ဒီလိုဖြစ်တဲ့အချိန်မှာမင်းပဲရောက်နေတာလဲလို့မေးပါတယ်စစ်တူကြီးကပြန်ဖြေပါတယ်ကျွန်တော်ရွာထဲမှာပါလူငယ်တွေကအရက်တောက်ပြီးကြံနေခဲ့တာပါဒါပေမဲ့ဘသူကဒီလောက်ရက်ဆက်ဆက်တက်သွားလဲဆိုတာကျွန်တော်မသိဘူးလို့ပြောပါတယ်ထူးဆန်းတာကတော့မိမတွေနဲ့လူကြီးတွေကိုဘာမှမလုပ်သွားပါဘူးဒါကိုကြားတဲ့အခါခေါင်းဆောင်တယောက်စိတ်ပူလာပါတယ်အဲ့ဒီနောက်မှာတော့ဇလန်ကနာမည်ကြီးဘိုက်ကင်းစစ်တီလီယိုကောင်းဆောင်တဲ့ကလင်ဘိုက်ကင်းတွေစီရောက်သွားပါတယ်အမြဲလိုပဲသူတို့တင်မောတွေနဲ့လူရက်ဖို့ထွက်လာကြတာပါဒါပေမဲ့ခီးသွားနေရင်းနဲ့ရာသီဥတုအလွန်အေးတာကြောင့်ဒိမတ်အနီးမှာရန်နာဖို့ဖြစ်လာပါတယ်အဲ့ဒီညမှာပဲဒိမတ်ကောင်းဆောင်ကသူ့အဆောင်တွေနဲ့အတူတောင်ကျင်းနားကိုသွားပြီးဘလူးကိုစိန်ခေါ်ပါတယ်ဒါပေမဲ့သူရှေ့နေနဲ့တိုးလိုက်တဲ့အခါဘလူးကနောက်ကနေရုတ်တရက်ပေါ်လာပြီးအဆောင်ရဲ့ခေါင်းကိုရိုက်လိုက်တာချက်ချင်းတည်သွားပါတယ်ခေါင်းဆောင်ကအဝေးကနေမြင်ပြီးဓာတ်ကိုဆွဲထုတ်ကပြေးဝင်သွားပေမဲ့မရောက်ခင်မှာပဲဘလူးကထွက်ပြေးသွားပါတယ်ဘီလူးကဘာကြောင့်သူ့ကိုဓာတ်ရိုက်မတိုက်ဖဲနဲ့အဆောင်တွေကိုပဲတက်ပြီးထွက်ပြေးနေတာလဲဆိုတာကိုခေါင်းဆောင်နားမလည်နိုင်ဖြစ်နေပါတယ်နောက်တနေ့မနက်မှာမျိုးနွယ်စုတစ်ခုလုံးတက်ဖြတ်မှုဖြစ်တဲ့နေရာမှာစုယုံရောက်ရှိနေကြပါတယ်ခေါင်းဆောင်ရဲ့မိန်းမကသူ့ကိုပြောပါတယ်ကျမတို့ဘိုက်ကင်းလူမျိုးအတော်များများအသက်ခံရပြီးဒီတိုင်းဆက်ဖြစ်နေရင်သူတို့ရဲ့မူဆိုးမတွေဘာဆက်ဖြစ်မလဲနောက်ဆိုရွာထဲမှာမူဆိုးမတွေပဲကျန်တော့မှာပါလို့ပြောပါတယ်ခေါင်းဆောင်ကဘာအဖြစ်မှမရှိသလိုဘာဖြစ်ရှင်းနေမှလည်းမရှိပါဘူးရှက်ယွံပြီးတိတ်ဆိတ်နေလိုက်ပါတယ်နောက်ပိုင်းမှာသူ့မိန်းမကရွာပြင်ဘက်တောင်ပေါ်မှာတယောက်တည်းနေတဲ့လီနာစီသွားပါတယ်သူမကိုမေးလိုက်ပါတယ်မင်းကတေမင်းကိုကြုံမြင်နိုင်တယ်မလားကျမယောက်ျားလည်းအဲ့ဒီအတိုင်းပဲတေးရမှာလားလို့မေးပါတယ်လီနာကပြန်ပြောပါတယ်မင်းတို့အားလုံးကငါ့ကိုအတိုင်းဝိုင်းကနေနှင်းထုတ်ပြီးတော့မှအခုမှအကူအညီလာတောင်းနေတာလားလို့ပြောပါတယ်ခေါင်းဆောင်ရဲ့မိန်းမကလီနာကိုပြောပါတယ်မင်းပေါ်ဖြစ်ပျက်ခဲ့တာတွေကကျမမှမဟုတ်ပါဘူးလို့ဆိုပါတယ်လီနာကပြန်ဖြေပါတယ်ဘာမှမထူးပါဘူးမင်းယောက်ျားကတော့ဘီလူးလက်ချက်နဲ့တေးမှာမဟုတ်ပါဘူးလို့ပြောပါတယ်ဒါကိုကြားတဲ့အခါခေါင်းဆောင်ရဲ့မိန်းမတိတ်တဆိတ်နဲ့အိမ်ပြန်သွားပါတယ်အဲ့ဒီကြားထဲမှာလီယိုကောင်းဆောင်တဲ့ကလင်ဘိုက်ကင်းတွေကသူတို့တင်မောနဲ့ဒိမတ်တွေနေထိုင်တဲ့နေရာနာကိုရောက်လာပါတယ်ဒိမတ်မြင်းစီစစ်တီတယောက်ကသူတို့ကိုမြင်တဲ့အခါသတိပေးပါတယ်ဒီမြေကဘိုက်ကင်းတွေပိုင်တာလူရက်ဖို့လာတာဆိုရင်လူရက်ဖို့လာတာဆိုရင်အခုချက်ချင်းထွက်သွားကြပါလို့ပြောပါတယ်လီယိုကပြန်ဖြေပါတယ်ငါကနာမည်ကြီးဘိုက်ကင်းစစ်တီလီယိုပါကျွန်တော်တို့ခရီးသွားရင်နောက်ကိုလာတာပါလူရက်ဖို့စီစဉ်ထားတာမဟုတ်ဘူးလို့ပြောပါတယ်စစ်တီကပြောပါတယ်မင်းကြောင်ကြားဘူးပါတယ်လာပါကျွန်တော်တို့ခေါင်းဆောင်စီခေါ်သွားပေးမယ်လို့ပြောပါတယ်လီယိုနဲ့သူ့လူတွေခေါင်းဆောင်နဲ့တွေ့ကြပါတယ်ခေါင်းဆောင်ကသူ့ကိုတွေ့ရတာဝမ်းသာပြီးပြောပါတယ်နောက်ဆုံးအချိန်မင်းအဖေနဲ့တွေ့တော့ကမင်းကကလေးပဲရှိသေးတယ်အခုတော့မင်းလည်းစစ်တီတော်ကြီးဖြစ်နေပြီပေါ့လို့ပြောပါတယ်လီယိုကခေါင်းညိတ်ပြီးလက်ခံပါတယ်အဲ့ဒီညမှာပဲခေါင်းဆောင်ကလီယိုနဲ့သူ့လူတွေအတွက်အရက်ဆိုင်မှာပွဲကြီးတစ်ခုတည်ခင်းပါတယ်ခေါင်းဆောင်ရဲ့မိန်းမကိုယ်တိုင်လာပြီးအရက်ငှက်ပေးပါတယ်ပွဲအတွင်းမှာလီယိုကမေးပါတယ်ဘာလို့ဒီမှာမူဆိုးမတွေများပြီးယောက်ျားတွေနဲနေရလဲလို့မေးပါတယ်ခေါင်းဆောင်ကဘီလူးညတိုင်းတိုက်ခိုက်နေတာတွေကိုပြောပြပါတယ်ဒါကိုကြားတဲ့အခါလီယိုကပြောပါတယ်ဘီလူးကညတိုင်းလာပြီးဘိုက်ကင်းယောက်ျားတွေကိုတက်နေတယ်ဆိုရင်အခုကစပြီးကျွန်တော်နဲ့ကျွန်တော်လူတွေသူ့ကိုစောင့်နေမယ်လို့ပြောပါတယ်
ပါတီပြီးတဲ့အခါခေါင်းဆောင်သူ့မိမနဲ့တခြားသူတွေအိမ်ပြန်သွားကြပါတယ်ဒါပေမဲ့လီယိုနဲ့သူ့စစ်တီတွေမျိုးနွယ်စုကလူနည်းစုကတော့အရက်ဆိုင်မှာကြံနေခဲ့ကြပါတယ်တကောင်ရံမှာဘီလူးကအရက်ဆိုင်အပြင်ဘက်ကိုရောက်လာပါတယ်အရင်ဆုံးဖုန်ကြီးနားမှာအနံ့ခံပြီးတကားဝေါက်ကိုသွားပါတယ်အတွင်းထဲကဘိုက်ကင်းတွေကဒေတာခံတွေလားအပြင်ကလူတွေလားဆိုတာအနံ့ခံပြီးစစ်ဆေးနေတာပါအတွင်းထဲမှာလီယိုနဲ့သူ့စစ်တီတွေကဘီလူးရောက်လာပြီဆိုတာသိပြီးတိုက်ခိုက်ဖို့အမြန်ပြင်ဆင်ကြပါတယ်ဒါပေမဲ့ဘီလူးကအတွင်းထဲကစစ်တီတွေကဒေတာခံဘိုက်ကင်းတွေမဟုတ်ဘူးဆိုတာရိပ်မိသွားပါတယ်ဝင်တိုင်းမဲ့စားပိတ်ထားတဲ့တကားကိုစီးသွားလိုက်ပါတယ်ဘိုက်ကင်းတွေအပြင်ကိုပြေးထွက်လာတဲ့အချိန်မှာဘလူးကညမောင်ထဲမှာပျောက်ကွယ်သွားပါပြီနောက်တနေ့မနက်မှာခေါင်းဆောင်ကလီယိုကိုပြောပါတယ်ညကလူတယောက်မှမသေးတာထူးဆန်းတယ်လို့ပြောပါတယ်လီယိုကပြန်ဖြေပါတယ်ဟုတ်တယ်ဘီလူးကတကားဝအထိရောက်လာတယ်ဒါပေမဲ့မတိုက်ဖဲနဲ့စီးသွားပြီးပြန်သွားတယ်လို့ပြောပါတယ်အဲ့ဒီနောက်မှာတော့လီယိုကသူ့လူတွေနဲ့မျိုးနွယ်စုကလူအချို့ကိုခေါ်ပြီးဘလူးကိုတတ်ဖို့တောင်ကုန်းတွေမှာလိုက်ရှာပါတယ်ဒါပေမဲ့နေရာတော်တော်များများရှာပြီးတဲ့အထိမတွေ့တာကြောင့်ရွာကိုပြန်လာခဲ့ကြပါတယ်ခဏကြာတော့လီယိုတယောက်ထဲရွာပြင်တောင်နားမှာနေတဲ့လီနာစီသွားတွေ့ပါတယ်သူကပြောပါတယ်မင်းကတေမင်းကိုကျုံမြင်နိုင်တယ်လို့ကြားတယ်လို့ပြောပါတယ်လီနာကပြန်ဖြေပါတယ်ဟုတ်ပါတယ်ပြီးတော့မင်းကနာမည်ကြီးဘိုက်ကင်းစစ်တီလီယိုဆိုတာလည်းကြားဘူးပါတယ်ဒါပေမဲ့ဘာလို့ဒီကိုလာတာလဲလို့မေးပါတယ်လီယိုကပြောပါတယ်ဘီလူးနဲ့ဘိုက်ကင်းတွေကြားကတိုက်ပွဲမှာလူပဲနှစ်ယောက်တည်မလဲဘလူးတည်မလားမတည်မလားသိချင်လို့ပါမင်းတို့လူမျိုးတွေကိုကာကွယ်ပေးချင်လို့ပါလို့ပြောပါတယ်လီနာကပြောပါတယ်ငါကဒီလူတွေထဲကမဟုတ်ဘူးငါကလေးဘွားတုန်းကခေါင်းဆောင်ရဲ့သူကငါ့ကိုဒီခေါ်လာပြီးအချက်တကွဲအကျိုးနီးဘွားနဲ့နေခိုင်းခဲ့တာမင်းမေးတဲ့မိကုန်းနဲ့ပတ်သက်ရင်ဟုတ်တယ်ငါအနာဂတ်ကိုမြင်ဘူးလေဘီလူးကအသက်ခံရလိမ့်မယ်ဒါပေမဲ့ဘိုက်ကင်းတွေအများကြီးလဲတေးရလိမ့်မယ်မြေကြီးကလည်းတွေးတွေနဲ့ညီရဲနေလိမ့်မယ်တကယ်ပြောရရင်ဒီလူတွေကဒီလောက်နဲ့မပြီးတင်ဘူးလို့ပြောပါတယ်လီယိုကမေးပါတယ်ဘာလို့အဲ့ဒီလိုပြောတာလဲလို့မေးပါတယ်လီနာကပြန်ဖြေပါတယ်ဘီလူးကိုသူတို့လုပ်ခဲ့တဲ့အလုပ်တွေကြောင့်ပါဒါကသူတို့အတွက်အပြစ်ပေးခံရတာပါမင်းဒီကိစ္စနဲ့ဝေးဝေးနေတာအကောင်းဆုံးပဲလို့ပြောပါတယ်လီယိုထက်မမေးခင်မှာသူ့လူတွေကသူ့ကိုလိုက်ရှာရင်းရောက်လာပါတယ်ညနေဆောင်ပြီးအစင်သစ်ဖြစ်ရမယ်လို့ပြောတာကြောင့်လီယိုလည်းသူတို့နဲ့အတူမျိုးနွယ်စုစီပြန်သွားပါတယ်နောက်ပိုင်းမှာလီယိုကခေါင်းဆောင်နဲ့တီးတန့်စကားပြောပြီးမေးပါတယ်ဘီလူးကမိမကလေးတို့မဟုတ်လူကြီးကိုတပ်ဖူးလားလို့မေးပါတယ်ခေါင်းဆောင်ကဖြေပါတယ်မတပ်ဖူးဘူးသူကဘိုက်ကင်းယောက်ျားတွေကိုပဲတပ်တာပါလို့ပြောပါတယ်လီယိုကပြောပါတယ်ဒါဆိုသူကညံကောင်းပြီးတစ်ဖက်မှာစီးကန်းရှိတယ်ဆိုတဲ့သဘောပေါ်လို့ပြောပါတယ်ခေါင်းဆောင်ကအားအသင့်ပြီးပြောပါတယ်သူကငါတို့လူတွေကိုတတ်နေတာမင်းကတော့သူ့ကိုချီးကျူးနေသေးတယ်လို့ပြောပါတယ်လီယိုကပြန်ဖြေပါတယ်ကျွန်တော်သူ့ကိုချီးကျူးနေတာမဟုတ်ပါဘူးသူကဘာလို့ယောက်ျားတွေကိုပဲတက်နေတာလဲဆိုတဲ့အကြောင်းရင်းတစ်ခုခုတော့ရှိရမယ်လို့ထင်နေတာပါအခုထိသူကကျွန်တော်တို့တို့မဟုတ်တခြားရွာသားတွေကိုတိုက်ရိုက်မတိုက်ခိုက်သေးပါဘူးလို့ပြောပါတယ်ခေါင်းဆောင်ကပြောပါတယ်လွန်ခဲ့တဲ့နှစ်တုန်းကဘလူးတကောင်အသက်ခံရတယ်အဲ့ဒီနောက်ပိုင်းဘာမှမတွေ့ရတော့ဘူးဒီကောင်ဘယ်ကရောက်လာလဲမသိဘူးမင်းဘလူးကိုကြောက်ရင်မတိုက်နဲ့လို့ပြောပါတယ်အဲ့ဒီညမှာလီယိုနဲ့သူ့စစ်တီတွေအရက်ဆိုင်ထဲမှာဘလူးကိုထပ်ဆောင်နေကြပါတယ်ဘီလူးရောက်လာတဲ့အတန်ကြားတဲ့အခါသူတို့ဓာတ်တွေနဲ့အပြင်ကိုပြေးထွက်သွားပါတယ်ဒါပေမဲ့ဘီလူးကဘယ်မှမရှိတော့ပါဘူးစိတ်ပြက်ပြီးအရက်ဆိုင်ဘက်ကိုပြန်လှည့်လာကြပါတယ်အဲ့ဒီအချိန်မှာပဲဘလူးကကြောက်ဆောင်နောက်ကနေတိတ်တဆိတ်ထွက်လာပြီးသူ့အဝတ်နေရာကိုပြန်သွားပါတယ်နောက်တနေ့မှာလီယိုကလီနာစီထပ်သွားပြီးမေးပါတယ်ဘီလူးကိုဘယ်လိုတက်လို့ရမလဲလို့မေးပါတယ်လီနာကပြန်ဖြေပါတယ်ဘာလို့မင်းလူတွေနဲ့မင်းအိမ်ပြန်မသွားတာလဲလို့မေးပါတယ်လီယိုကဖြေပါတယ်ကျွန်တော်မပြန်ခင်ဒီဘီလူးဘေးကနေလူတွေကိုဘယ်လိုလွတ်မြောက်အောင်လုပ်ပေးရမလဲဆိုတာသိရမယ်လို့ပြောပါတယ်အဲ့ဒီခါလီနာကသူ့ကိုတဲတဲခေါ်သွားပြီးအဖြေရှာဖို့အယိုးတွေကိုကျဲပြီးဟော့ကိန်းထုတ်ကြည့်ပါတယ်အဲ့ဒီအချိန်မှာလီယိုကအပြင်ကဘီလူးရဲ့အတန်ကိုကြားလိုက်ပါတယ်သူအမြန်ပြေးထွက်သွားပေမဲ့ဘီလူးကသူ့ကိုမြင်ပြီးပြေးသွားပါတယ်လီယိုမြင်းပေါ်ခုန်တက်ပြီးလိုက်ပါတယ်သူမရောက်ခင်မှာပဲဘီလူးကတောင်ပေါ်ကိုတက်သွားပါတယ်လီနာလည်းနောက်ကလိုက်လာပြီးရောက်လာပါတယ်လီယိုကဘီလူးကိုလှမ်းခေါ်ပါတယ်မင်းမတက်တိရှိရင်ရှေ့ထွက်ခဲ့လေဘာလို့ပြေးနေတာလဲလို့မေးပါတယ်ဘီလူးကသူ့ဘာသာစကားနဲ့ပြန်ဖြေပါတယ်လီနာကနားလည်ပြီးလီယိုကိုပြောပြပါတယ်ဘီလူးကပြောတယ်သူ့တိုက်ပွဲကမင်းနဲ့မဟုတ်ဘူးမင်းနဲ့မင်းလူတွေကသူ့ကိုဘာမှမလုပ်ထားတဲ့အတွက်သူတခါမှမတိုက်ခိုက်ခဲ့တာပါတယ်ဒါကိုကြားတဲ့အခါလီယိုအားတင်ပြီးလီနာနဲ့အတူတဲကိုပြန်လာပါတယ်အဲ့ဒီမှာသူမေးပါတယ်ဒါဆိုသူဘာလို့ဒီနားမှာလက်ပတ်နေတာလဲလို့မေးပါတယ်လီနာကရှင်းပြပါတယ်ခေါင်းဆောင်ရဲ့သူကတစ်ချိန်ကငါ့ကိုအပြစ်ရှိတဲ့ဘဝတစ်ခုစီတွန်းပို့ခဲ့တယ်ဒါပေမဲ့သူကငါအိယာမှာပဲတည်သွားတယ်လူတွေကသူ့တည်ဆုံးမှုအတွက်ငါ့ကိုအပြစ်တင်ပြီးအတိုင်းဝိုင်းကနေနှင်ထုတ်ခဲ့တာအဲ့ဒီကလေးကငါဒီမှာတယောက်တည်းနေလာခဲ့တာဘိုက်ကင်းယောက်ျားတွေအများကြီးညတိုင်းလာပြီးငါ့ကိုဂုံတိတ်ခါဖျက်ခဲ့ကြတယ်ဒါပေမဲ့ဘီလူးဆက်ပေါ်လာတဲ့အချိန်ကစပြီးဘယ်သူမှမလာရဲကြတော့ဘူးအဲ့ဒါကြောင့်ငါသူ့ကိုတတ်ဖို့မကူညီနိုင်ဘူးဒီဘီလူးမိုက်စားကအတော်လေးခံစားခဲ့ရပြီးပြီလို့ပြောပါတယ်ဒီအကြောင်းတွေသိပြီးတဲ့နောက်လီယိုကခေါင်းဆောင်စီပြန်သွားပြီးပြောပါတယ်လီနာကတဆင့်ဘီလူးနဲ့စကားပြောဖြစ်ခဲ့တယ်ဘိုက်ကင်းတွေကသူ့ကိုအလွန်ရက်ဆက်စွာဆက်ဆံခဲ့တာမို့သူကလက်စားချနေတာပါလို့ပြောပါတယ်ခေါင်းဆောင်ကစိတ်မသက်မသာဖြစ်ပြီးဒီကိစ္စနောက်မှပြောကြမယ်လို့ဆိုပါတယ်လီယိုသူ့လူတွေစီပြန်ဖို့ထွက်သွားတဲ့အချိန်မှာကလေးချို့ကမတန်ဆွမ်းလူတယောက်ကိုရက်ဆက်စွာရိုက်နှက်နေတာကိုမြင်လိုက်ပါတယ်လီယိုကလေးတွေကိုမောင်းထုတ်လိုက်ပါတယ်အဲ့ဒီလူကသူ့ကိုပြောပါတယ်ကျွန်တော်အဖေကဘီလူးအဖေကိုတိုက်ခဲ့တာအဲ့ဒါကြောင့်ဘလူးကကျွန်တော်မိသားစုတွေကယောက်ျားတွေကိုအကုန်တက်လိုက်တာဘလူးပင်မနေလဲဆိုတာကျွန်တော်သိတယ်ခင်ဗျားတို့သူ့စီသွားပြီးတက်လို့ရတယ်လို့ပြောပါတယ်ဒီအကြောင်းကြားတဲ့အခါလီယိုနဲ့သူ့လူတွေဘလူးရဲ့ကူရှိရာတောင်စီတင်းမောနဲ့ထွက်သွားကြပါတယ်မတန်ဆွမ်းလူကလမ်းပြပေးတာနဲ့ကမ်းခြေနားမှာစိုက်ကပ်ပြီးတောင်ကိုတက်သွားကြကဂူရဲ့တစ်ခုတည်းသောအဝင်ဝကိုရှာတွေ့သွားပါတယ်ဘိုက်ကင်းတယောက်ဂူထဲဆင်းမှုစူးစမ်းပေမဲ့ချေချော်သွားပါတယ်ကျန်တဲ့လူတွေကသူ့ကိုအမြန်ပြန်ဆွဲတင်လိုက်ပါအဲ့ဒီနောက်ဘသူမှကူထဲဝင်ဖို့တတိမရှိကြတော့ပါဘူးအဲ့ဒီအစားကူကနားမှာပဲစီးသွားပြီးတင်းမောစီပြန်လာကြပါတယ်ဒါပေမဲ့ရုတ်တရက်ရေအောက်ကနေပုံနေတဲ့ဘီလူးကကူကနားမှာစီးသွားတဲ့ဘိုက်ကင်းကိုရုတ်တရက်ခုံအုပ်ပြီးတက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူ့ဖော်တွေအမြန်တိုက်ခိုက်လိုက်တာကြောင့်ဘီလူးရေအောက်ကိုပြန်ဆုတ်သွားရပါတယ်ဘိုက်ကင်းရဲ့အသက်ကိုကယ်လိုက်နိုင်ပါတယ်
ဒီဖြစ်ရပြီးတဲ့နောက်မှာတော့လူစုကအရက်ဆိုင်ကိုပြန်ပြီးဘီလူကိုတညလုံးစောင့်နေကြပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ဘီလူဝင်မလာရဲပါဘူးနောက်တနေ့မနက်မှာလီယိုအပြင်ထွက်ကြည့်တဲ့အခါဘလူးကကူလန်းပြပေးတဲ့လူကိုတတ်ထားတာကိုတွေ့လိုက်ပါတယ်အားတင်ပြီးလီယိုနဲ့ဘိုက်ကင်းတွေဘီလူရဲ့ကူကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီတစ်ခါတော့ကူဝါကိုရောက်ဖို့ကျိုးနဲ့ဆင်းသွားကြပါတယ်သူတို့ဝင်သွားတဲ့အခါထူးဆန်းတဲ့ပစ္စည်းတွေကိုနေရာအနှံ့တွေ့ရပါတယ်ဘိုက်ကင်းတယောက်ကဘီလူအဖေရဲ့ဦးကောင်းခွန်ကိုရိုက်ခွအဲ့ဒီပေါ်စီးသွားလိုက်ပါတယ်ဘီလူကအဲ့ဒီအချိန်မှမရှိပေမဲ့ပြန်ရောက်ပြီးဦးကောင်းခုန်ကွဲနေတာကိုတွေ့တဲ့အခါကူလည်းဘသူဝင်လာလဲဆိုတာချက်ချင်းသိသွားပါတယ်သူ့အဖေကိုစော်ကားတာကိုမြင်တဲ့အခါဘီလူဒေါသထွက်သွားပါတယ်အဲ့ဒီညနေမှာဘိုက်ကင်းတွေအရက်ဆိုင်ထဲမှာအိပ်ပျော်နေချိန်ဘီလူကရက်ဆက်စွာတိုက်ခိုက်ပါတယ်သူ့အဖေရဲ့ဦးကောင်းခုန်ကိုခွဲတဲ့လူကိုတတ်လိုက်ပါတယ်ဒါကိုမြင်တော့လီယိုလည်းဘီလူနဲ့စတိုက်ပါတယ်ဒါပေမဲ့လီယိုကဘီလူနဲ့ရှင်ရင်အရန်အားနေနေပါတယ်ဘီလူကခေါင်းမိုးကနေထွက်ပြေးဖို့ကြကိုစားပေမဲ့လီယိုကသူ့ခြေထောက်ကိုဆွဲပြီးပြန်ဆွဲချကတန်ကြိုးကြီးနဲ့လက်မှာရစ်ပတ်လိုက်ပါတယ်ဘီလူကဒေါသနဲ့ထိုးပါတယ်လီယိုလွတ်အောင်ယုံပေမဲ့သူ့လက်ကတန်ကြိုးထဲမှာညက်သွားပါတယ်ဘိုက်ကင်းတယောက်ကသူ့ကိုလေးနဲ့ပစ်ပေမဲ့ဘီလူကပုတ်ထုတ်လိုက်ပါတယ်တခြားလူတွေမတိုက်ခင်မှာပဲဘီလူကလွတ်မြောက်ဖို့သူ့လက်ကိုသူကိုယ်တိုင်ဖျက်လိုက်ပါတယ်ပင်လယ်ဘက်ကိုပြေးပေမဲ့တိတ်မဝေးပါဘူးကမ်းခြေမှာလဲကျပြီးတေဆုံးသွားပါတယ်ရုတ်တရက်သူ့ရုပ်အလောင်းကိုမမြင်ရတဲ့ဆွမ်းအားတစ်ခုကပင်လယ်ထဲဆွဲခေါ်သွားပါတယ်နောက်တနေ့မှာဘိုက်ကင်းတွေကကြာဆုံးသွားတဲ့အဖော်တွေကိုဝမ်းနေပြီးမိတကြိုလိုက်ပါတယ်လီယိုကခေါင်းဆောင်စီလှည့်ပြီးပြောပါတယ်ခင်ဗျာကျွန်တော်ကိုအမှန်တရားရဲ့တဝက်ပဲပြောပြတယ်အခုဘလူးတေးပြီဆိုတော့အားလုံးကိုပြောပြတော့လို့ပြောပါတယ်ခေါင်းဆောင်ကဘလူးဖေကိုဘာအကြောင်းပြချက်မှမရှိဘဲနဲ့အရင်တုန်းကတတ်ခဲ့မိတာအခုအားလုံးကအဲ့ဒီအတွက်အဖိုးအခဆက်နေရတာပါလို့ဝန်ခံပါတယ်လီယိုကပြန်ဖြေပါတယ်ခင်ဗျားတို့ရဲ့အတွေးခေါ်ကြောင့်အပြစ်မရှိတဲ့သူတယောက်အသက်ခံရတယ်ဒါပေမဲ့ဒီဘလူးကခင်ဗျာအားလုံးနဲ့မတူဘူးသူကအပြစ်မရှိတဲ့သူတွေကိုတခါမှမထိခိုက်ဘူးလို့ပြောပါတယ်ဒါကိုကြားတဲ့အခါခေါင်းဆောင်ရှက်ရွံ့သွားပါတယ်အဲ့ဒီညမှာဘိုက်ကင်းတွေကဘီလူရဲ့ဖြတ်ထားတဲ့လက်ကိုအရက်ဆိုင်မှာချိတ်ဆွဲပြီးဘီလူတေးပြီးလို့ယုံကြည်ကပျော်ပွဲစားကြပါတယ်နောက်ပိုင်းမှာသူတို့အများစုကအိမ်ကိုပြန်သွားကြပါတယ်လီယိုကလီနာစီသွားပါတယ်သူမကပြောပါတယ်ငါပြောခဲ့တဲ့အတိုင်းပဲဘီလူတော့တည်သွားပြီးဒါပေမဲ့မင်းမှာခံစားရအောင်မဲ့ဒဏ်ရာတွေကျန်နေသေးတယ်လို့ပြောပါတယ်သူမကသူ့တိတ်ကိုဖွင့်ပြပြပါတယ်လွန်ခဲ့တဲ့နှစ်တွေကဘီလူကသူ့မစီလာခဲ့ဘူးလေသူမနဲ့တခါပဲရှိခဲ့ပြီးနောက်ပိုင်းမှာတခါမှမထိတော့ပါဘူးထူးဆန်းတာကတော့ဘိုက်ကင်းတွေသူမကိုမနှောက်ယှက်တော့တာပါပဲသူမကလီယိုကိုပြောပါတယ်သူကလူဆိုးမဟုတ်ပါဘူးသူကသူ့ကလေးဘဝကနာကျင်မှုတွေကိုပဲတဲဆောင်လာတာပါလို့ပြောပါတယ်စကားပြောရင်းလီယိုနဲ့လီနာတို့ပိုရင်းနှီးလာပြီးတယောက်ကိုတယောက်ဖတ်ထားမိကြပါတယ်တကောင်ရံမှာဘလူးမကြီးရွာတဲ့ကိုအတင်းဝင်လာပါတယ်လမ်းမှာဖုန်ကြီးတစ်ပါးကိုတက်လိုက်ပါတယ်ပြီးတော့အရက်ဆိုင်ထဲဝင်ပြီးအတွင်းထဲမှာရှိတဲ့ဘိုက်ကင်းတွေကိုအကုန်တက်ဖြစ်ပါတယ်သူမရဲ့သားဖြစ်သူရဲ့ဖျက်ထားတဲ့လက်ကိုယူသွားပါတယ်နောက်တနေ့မနက်မှာကလေးငယ်တစ်ယောက်ကလီနာစီတိတ်တဆိတ်ရောက်လာပါတယ်သူမကကလေးကိုငြိမ်ငြိမ်နေဖို့ပြောပြီးကလေးနဲ့အတူတိတ်တဆိတ်ထွက်သွားပါတယ်အဲ့ဒီကြားထဲမှာဘိုက်ကင်းတွေကဘလူးကမတည်သေးပဲလူတက်မှုတွေဆက်ဖြစ်နေတာလို့ယုံကြည်နေကြပါတယ်ပင်လယ်ကမ်းခြေမှာသူ့ကိုလိုက်ရှာကြပါတယ်တခြားအဖို့တယောက်ရဲ့ဖျက်ထားတဲ့ခေါင်းကိုတွေးလိုက်ရပါတယ်လီယိုကဘီလူးမတည်သေးတာဖြစ်နိုင်တယ်လို့တန်တရားပို့တိုးလာပါတယ်သူတယောက်တည်းကူထဲကိုပြေးဝင်သွားပြီးရေထဲကိုခုန်ချလိုက်ပါတယ်အတွင်းထဲမှာဘီလူးရဲ့အလောင်းကကြောက်တုံးပေါ်မှာရှိနေတာကိုတွေးလိုက်ပါတယ်ဒါပေမဲ့သူနီးကပ်သွားတဲ့အချိန်မှာဘလူးမကြီးကနောက်ကနေရုတ်တရက်တိုက်ခိုက်ပါတယ်သူမကလီယိုကိုလက်ပင်းညစ်ပေမဲ့လီယိုကကြောက်တုံးတစ်ခုကိုကောက်ကင်ပြီးသူမကောင်းကိုရိုက်ချလိုက်ပါတယ်ပြီးတော့ဓာတ်ကိုဆွဲထုတ်ပြီးသူမကိုတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာလူငယ်လေးတစ်ယောက်ဓာတ်ကိုကင်ပြီးရောက်လာပါတယ်သူ့ကိုမြင်တဲ့အခါလီယိုမှန်တရားကိုသိသွားပါတယ်ဒီကလေးကလီနာနဲ့ဘီလူးရဲ့သားပဲဖြစ်ပါတယ်လီယိုသူ့လက်နက်ကိုချလိုက်ပြီးကလေးကိုဘာမှမလုပ်ပါဘူးနောက်ပိုင်းမှာလီယိုမျိုးနွယ်စုစီပြန်သွားပြီးခေါင်းဆောင်ကိုပြောပါတယ်ကျွန်တော်ထွက်သွားတော့မယ်ဘီလူးနဲ့သူ့မိတည်သွားတာတကယ်ပါပဲလို့ပြောပါတယ်မသွားခင်လီနာနဲ့နောက်တစ်ချိန်တွေ့ပြီးတတိပေးပါတယ်ဘီလူးမှာသားရှိတယ်ဆိုတာလူတွေသိသွားရင်ခင်ဗျားတို့နှစ်ယောက်လုံးကိုတက်လိုက်မယ်လို့ပြောပါတယ်လီနာကအေးဆေးစွာပြန်ဖြေပါတယ်ဒီလိုဝက်ချက်ကကျမတို့နှစ်ယောက်ကြားမှာပဲရှိနေမှာပါလို့ဆိုပါတယ်အဲ့ဒီလိုပြောပြီးသူမလမ်းလျှောက်ထွက်သွားပါတယ်နောက်ဆုံးမှာလီယိုကလီနာရဲ့တဲအပြင်ဘက်မှာဘီလူးနဲ့သူ့အမေအတွက်တင်းကြိုက်လုပ်ပေးပါတယ်ဒါပေမဲ့အဝေးကနေဘီလူးရဲ့သားကမျက်ရည်တွေနဲ့အားလုံးကိုငေးကြည့်နေပါတယ်အဲ့ဒီနောက်လီယိုသူ့လူတွေနဲ့တူကိလင်းကိုပြန်သွားလိုက်တာနဲ့ရုပ်ရှင်ပြီးဆုံးသွားပါတယ်ဒါကြောင့်တငယ်ချင်းတို့ရေ channel ကိုအခုမှရောက်လာတာဆိုရင် subscribe လုပ်ပြီး bell icon ကိုနှိပ်ထားပေးကြပါဦးဗီဒီယိုကိုလည်း like နဲ့ share လုပ်ဖို့မမေ့ပါနဲ့ဦးနောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်အဲ့ဒီအချိန်ထိ goodbye ပါ